ဇက်အကြောင်းပြောရတာလွယ်ပါတယ်ဇက်အကြောင်းပြောရတာလွယ်ပါတယ်မိုးရေတွေဟာမြစ်ချောင်းအင်းအိုင်တွေကတဆင့်ပြန်လဲတနေ့နေ့ဟာတနေ့ကြာရင်ရောက်ကိုရောက်လာလိမ့်မယ်မိုင်းတွေကိုလမ်းတွေအောက်မှာကိုတို့မြုပ်ပြီးဖောက်ခွဲပစ်ကြပြီမဲ့လမ်းဘေးဝဲရမှာမျက်ပင်ကလေးတွေပေါက်လာဖို့ပန်းတွေပွင့်လာဖို့မျောလင့်ပါတယ်မိုးရွာတဲ့မျက်ရည်ကျတာလွယ်တယ်လို့မျိုးဇက်အကြောင်းပြောရတာလွယ်ပါတယ်နှစ်ယောက်ရှိရင်နှစ်ယောက်ရှိအောင်ပေါ့တယောက်မှမရှိရင်လည်းတယောက်တော့ကြံသေးတာပဲတနေ့နေ့ဟာတနေ့ကြာရင်ဖြစ်ကိုဖြစ်လာနိုင်မယ်ပန်းတွေကိုရန်သူလားမိတ်ဆွေလားခွဲခြားနေစရာမလိုညနေခင်းတွေမှာအနောက်ဘက်တောင်တန်းတွေစီနေကြသူများရင်ွေချမ်းတောက်ရင်လဲခုခုလွမ်းနေရလမ်းတွေရဲ့ဒဏ်ရာလူတွေရဲ့ဝေဒနာသူတို့ဖြတ်သန်းခဲ့ရတဲ့မြကာလမှာသူတို့လေးပင်ခဲ့ရတဲ့မြဆိုပေမဲ့ဇက်အကြောင်းပြောရတာလွယ်ပါတယ်မြစ်တွေချောင်းတွေလည်းပင်လေတွေရောက်တော့ဒုက္ခဝေကိုယ့်ချစ်ကလေးလည်းကိုယ့်စီရောက်လာတော့ဒုက္ခဝေမောက်ဒုက္ခဝေကလေးရေလွမ်းရသမျှဒုက္ခဝေဆူရသမျှဒုက္ခဝေအမြင့်တွေရသမျှဒုက္ခဝေနောက်တစ်ချိန်လမ်းမေးချုံမုတ်ကလေးတွေကြံခဲ့တဲ့စစ်ကြံမိုင်းတွေလိုကိုတို့အချစ်ကြောင်းတွေဆိုတာကလည်းဇက်အကြောင်းပြောရတာတွေ့ပါတယ်တကမ္ဘာလုံးမှာရှိတဲ့စစ်စခန်းတွေနဲ့နိုင်ငံရေးဘောဂဗေဒတွေတဲ့ကလေးတငယ်တွေလူငယ်တွေတည်ဆုံးသူတွေကြာဆုံးသူတွေကိုတို့ဟာအဖက်ဖက်ကထိုးစစ်ဆင်ခံနေရတယ်အစင်ပြေ AI ကြောင့်ဘလို့နေနိုင်ကြသလဲကိုလဲကြပြရေးရကနေရုတ်တရက်စေးပြကာလာတဲ့ရောက်သွားတာပါရှီလျားလာတဲ့ခီးတွေခြေကုန်လက်ပန်းကြညတွေနဲ့ဇက်အကြောင်းပြောရတာလွယ်ပါလေဇက်အကြောင်းပြန်ပြောပြရတာပိုးလွယ်ပါလေပင်လေကမ်းခြေတနေရာဖြစ်ဖြစ်တောင်ပေါ်ဒေသတစ်ခုဖြစ်ဖြစ်နေဇက်မြို့လေးတစ်မြို့မှာဖြစ်ဖြစ်မထင်မရှားဇက်မြုပ်နေထိုင်သူဖြစ်ဖြစ်အားလုံးကအလိုရှိနေသူဖြစ်ဖြစ်မောင်ဒုက္ခဝေကလေးဖြစ်ဖြစ်ပန်းပင်ကလေးဖြစ်ဖြစ်ချစ်သူတွေဖြစ်ဖြစ်ဇက်အကြောင်းပြန်ပြောပြတာဘိုးလွယ်ပါလေအောင်ဆန်းပုံစော